အနီးကပ်ပြစ်ချက်တွေအတွက်အကောင်းဆုံး5လက်နံပါတ်5 UMP 45 SMG ထဲမှာ fire rate အများဆုံးနဲ့ damage အများဆုံးဖြစ်ပါတယ်နံပါတ်4 AKM rifle ထဲမှာ AKM က require ရော damage ရောများတဲ့အတွက်အနီးကပ်အတွက်သာအသုံးများကြပါတယ်နံပါတ်3 MG3 MG3 ကတော့ AKM လိုပဲ rifle တစ်မျိုးဖြစ်ပြီး ammo ပိုများတဲ့အတွက်ကြည်မလဲချင်တဲ့ဘော်ဒါတို့အကြိုက်ပါပဲနံပါတ်2 S12K အနီးကပ်ဆိုရင် S12K ကိုလုံးဝမေ့ထားလို့မရပါဘူးdamage ရော require မှာအတော်လေးသိမ့်တိတ်ကောင်းမှုနဲ့ shotgun တစ်လက်ပါနံပါတ်1 S1897 နောက်ဆုံးနံပါတ်1မှာတော့ S12K ထက် damage ပိုများတဲ့ S1897 ကိုရွေးချယ်စေချင်ပါတယ်ပရိသတ်တို့ရောအနီးကပ်ရှင်ပြတော့မယ်ဆိုရင်ဘယ်ကန်တွေကိုရွေးချယ်တတ်ကြလဲ comment မှာဆွေးနွေးညှင်းခုန်သားကြပါအောင်နော်